ះကိုကိုးကွယ်တဲ့အခါမှာအတိညာဏ်ကိုယုံကြည်လို့ကိုးကွယ်တာလားတကူယုံကြည်လို့ကိုးကွယ်တာလားဒီနှစ်ခုကိုယ့်အကိုဆန်းစစ်ကြည့်တကူကိုယုံကြည်လို့ကိုးကွယ်ရင်ဘယ်လမ်းကြောင်းကိုရောက်သွားလဲအတိညာဏ်ကိုယုံကြည်လို့ကိုးကွယ်ရင်ဘယ်လမ်းကြောင်းရောက်တယ်လဲဆိုတာအလေးနဲ့ထားပြီးတော့စဉ်းစားကြည့်တကူယုံကြည်လို့ကိုးကွယ်တဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားကအစွမ်းတကူနဲ့ငါတို့ကိုမှားလိုက်မယ်ဘုရားကိုကိုးကွယ်လို့ရှိရင်ငါစီးပွားဥစ္စာတွေတိုးတက်လိမ့်မယ်ဒီလိုရည်ရွယ်ချက်တွေနဲ့ကိုးကွယ်တာမျိုးဖြစ်တယ်ဘယ်တော့မှမလဲဆိုတော့အမခံကျင်တဲ့စိတ်နဲ့ပဲနေတာဖြစ်တယ်နော်ဒါကြောင့်မို့ဘုရားကိုးကွယ်ပြီးဆိုလို့ရှိရင်ရိုးရိုးဘုရားကိုးကွယ်တာမဟုတ်ဘူးနေသားနန္ဒဘုရားကိုးကွယ်တာဥပမာပဲစနေသားဆိုလို့ရှိရင်တစ်ဧသားကိုထုပြီးကိုးကွယ်တယ်တခြားဘုရားမကိုးကွယ်နော်တစ်ဧလို့ဆိုတာဘာကြောင့်ကိုးကွယ်တာတော့ဆိုအမြင့်နဲ့အညွန့်လေတစ်ဆိုတာတောက်ကြဧဆိုတာတနင်္ဂနွေနာတောက်ကြနံနဲ့တနင်္ဂနွေနာခံထားတဲ့တစ်သားတုံးကိုထုပြီးတော့အဲ့ဒီဘုရားမျိုးကိုးကွယ်ရတယ်လို့ဗေဒဆရာတွေကဟောတယ်အဲ့ဒါဘာအတွက်ကိုးကွယ်တာလဲဆိုအသိဉာဏ်အတွက်မဟုတ်ဘူးနော်အသိဉာဏ်အတွက်မဟုတ်ဘူးဒါကိုကိုးကွယ်မှစီးပွားတိုးတက်လိမ့်မယ်လို့ယူဆတဲ့ဟာအဲ့ဒါလုံးဝလွယ်မှားနေတဲ့အယူဆတစ်ခုသာလည်းဖြစ်တယ်ဒါကြောင့်မို့မြန်မာတွေမှာပြောကြတယ်လေကြောက်စင်းနုအိမ်မကိုးကွယ်ရဘူးဆိုတဲ့အယူဆရှိသည်ဖះပါလို့ဆိုမှကြောက်နဲ့လှုပ်ထားတာတန်နဲ့လှုပ်ထားတာဖះဆိုတာအမှတ်နဲ့ဆိုရင်မကိုးကွယ်ရတဲ့ဟာပဲရှိနော်သို့တော်လည်းအစွဲလန်းတွေကအဲ့လိုတွေဖြစ်တယ်အဲ့လိုဖြစ်ခြင်းဟာမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုမယုံကြည်ခြင်းသာလေဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘုရားကိုကိုးကွယ်တယ်ဆိုတာအသိဉာဏ်ကိုကိုးကွယ်ရဖြစ်ရမယ်အစွမ်းတကူကိုကိုးကွယ်တာမဖြစ်စေရဘူးဒါကြောင့်မို့မြတ်စွာဘုရားကိုယ်တိုင်ကလည်းတတ္တဟတိတထာဂတတဘောဓိမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တာကိုတတ္တာလို့ခေါ်တယ်လို့ကဲဘာသာတရားတွေယုံကြည်တဲ့ပုဂ္ဂိုလ်တွေလိုက်ကြည့်တခြားဘာသာတွေမှာသူတို့ရဲ့ယုံကြည်မှုတွေကဘာတွေတုံးလို့မေးလို့ရှိရင်အနန္တတခိုးပဲယုံကြည်ကြတာပဲဖြစ်တယ်ပေါ့အနန္တတခိုးယုံကြည်လို့ဘာလို့လဲတခိုးရှင်ရဲ့အလိုတော်ကြဘုရားသခင်ကမတယ်ဘုရားသခင်ကကျွေးတယ်ဆိုတဲ့စကားတွေနဲ့လွှမ်းထုံပြီးတော့ဒီလိုနေကြတာမဟုတ်လားအဲ့တော့ကိုလိုရမယ့်အလုပ်တွေကိုမေ့လျော့ထားကြတယ်ဒါကြောင့်မို့လို့တတ္တဟာဆိုတာဘာကိုယုံကြည်တာလဲလို့မေးရင်ဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တယ်ဒါဖြင့်အသိဉာဏ်ယုံကြည်ရင်ဘယ်လိုသွားလဲလို့ဆိုရင်အသိဉာဏ်ယုံကြည်တဲ့ပုဂ္ဂိုလ်ကစဉ်းစားတယ်လေ